Cenoro mau nemare ngayong tema cenoro dau khama bagu. Uji ba lumyo le. Cenoro kena tisinde ba lumyo le. Cenoro pe taro kena pio naimela, pe naimela. Cenoro tisinda pertama ha uji ba lumyo le. Cenoro le Yohanja lumyo ba kemya. Yohanja lumyo sih uji be ma mui gele. Cenoro mui ado Myanmar nengen yakai bini mau dau myu ma ba. Cenoro bobo biebi du kolom Myanmar pi ma be mui bola la ba. Myanmar nengen ma mui gele sih cenoro ma mi gele nene sire. Cenoro mi sinda to ha Yohanja lumyo sura ba le. Yohanja lumyo sura ba le lo pyo ma so yin. Lum khaba ba ma chi tamya lumyo du. Akolom lu be. Ade ne enwa mui bola deလူမျိုးပဲတမျိုးပဲအဲ့ဒါဥပမာတာငါရုပ်ရှိတရားမုံဖြူမောင်လားမုံနီအဲ့ဒီအစင်းတက်လာပြီးတော့ယူဟန်ဂျာမြန်မာရခိုင်ဗမာမွန်အင်္ဂလိပ်ဟိန္ဒူအမျိုးမျိုးနာမည်တွေထုံခလာတာပါအကုန်လုံးပါပဲဒီကွန်မနမတွေပဲအာဒန်နဲ့အင်ဝါအနေမွေးပွားပြီးလာတဲ့ဟာအကုန်လုံးမောင်နှမပဲဒီကွန်မနမပဲဒါမြကျွန်တော်တို့ဘာကြောင့်လဲအချမ်းနိုင်မှာလာပြီးတော့ဒုက္ခစကေးမှာဘာကြောင့်နေရတာလဲအဲ့ဒီကနသိရှင်တယ်ကျွန်တော်တို့လည်းသူတို့မောင်နှမဆိုရင်ကျွန်တော်တို့လည်းသူတို့ ਨੇ စူပုံလို့ဖူးပုံပြီးတော့နေရမှာပေါ့ဘာကြောင့်လဲကျွန်တော်တို့ဒီမှာအချမ်းနိုင်မှာရောက်ပြီးတော့ဒီဒုက္ခတိဘဝမှာဘာကြောင့်လဲအဲ့ဒီကနသိရှင်တယ်ကျွန်တော်တို့ဟာဘယ်လိုဖြစ်ဆိုရင်ကျွန်တော်တို့ပြည်သူပြည်သားတွေမှာလူသားချင်းစာနာမှုဆိုတာအဲ့ဒါနည်းတယ်ညင့်တယ်ဒါကြောင့်မလို့တကယ်လို့ကျွန်တော်ဟိုနည်းနည်းဟိုမမရတယ်အမျက်ရှုဆောင်ခွဲရှုဆောင်ဆိုပြီးတော့အဲ့ဒါဆက်ကဘုံတော့ကြားခဲ့တယ်ဒါမှကြာလိုက်လို့မအတင်းပေါ်မပေါ်တော့ပြနေပြီအဲ့ဒါကြောင့်မလို့တေချာလည်းမပြောနိုင်ဘူးကျွန်တော်တို့မှာအခုဘာမရှိဆိုရင်တေယုတ်ကိုတေယုတ်စာနာမှုဆိုတာအဲ့ဒါမရှိဘူးစာနာမှုရအောင်ကြိုးစားမှာတေယုတ်ကိုတေယုတ်စာနာပြီးကျွန်တော်တို့ကလည်းနေတော့ကရက်ကိုင်းလို့တုံတဲ့ပမာလို့တုံတဲ့မှာတိုးတဲ့တမင်းစားလာတာအဲ့ဒါကိုတာဝရတတိရတယ်အခုကျွန်တော်ကိုယ်ချနေရတယ်သူတို့ဟိုဘက်မှာနေရတယ်အခုလောအခုအဲ့မှာလက်ရှိနေတဲ့လူတွေကတော့ကောင်းကောင်းမွန်မွန်အဲ့လိုအင်ကွန်မနမလို့ကင်မင်ပြီးဆက်ဆံပြီးနေပါလို့ကျွန်တော်သိပါရစေအခုဆိုရင်ကတော့ကိုကြီးလက်ဒီမှာဒုက္ခစကေးမှာပါနော်ကိုကြီးမှာတော့ဟာမြန်မာနိုင်ငံကိုမမေ့တယ်နော်အဲ့လိုဆိုရင်ကိုကြီးမှာမြန်မာနိုင်ငံမှာထွားရှင်လားပြင်ရှင်လားဘယ်လိုပြင်နိုင်မလဲကျွန်တော်တို့မောင်နှမတွေကျွန်တော်တို့ဖေသားတွေကျွန်တော်တို့လူမျိုးတွေအခုလည်းနိုင်ငံထဲမှာရှိတယ်လက်ရှိနိုင်ငံထဲမှာရှိတယ်နော်သူတို့ကိုကြီးဘာပြောရှင်တယ်လဲသူတို့ကိုပြောစရာလည်းရှိလားကျွန်တော်နည်းနည်းပြောမှဆိုရင်အကုန်လုံးလူမျိုးကိုကြမ်းမှုမရှိဘဲနဲ့ဇူးတွေနေမှာဆိုရင်တော့အဲ့ဒါပဲအောင်မြင်မှုဖန်တာရောက်နိုင်မလို့ကျွန်တော်မဲယူတယ်ထိမောက်တယ်လူမျိုးတွေအားလုံးပူပွန်ပြီးတော့စူပွန်လို့နေရင်နိုင်ငံလေးထူထပ်လာမှာတော့ဟာလူမျိုးလေးထူထပ်လာမှာနော်အဲ့ဒီအကြောင်းနဲ့ကိုကြီးမှာပြောစရာလည်းရှိလားပြောစရာလည်းရှိရင်ကနာပြောလိုက်ပါဦးဒီအကြောင်းနဲ့ပြောစရာဆိုတော့အကုန်လုံးဇူးတွေပေါင်းပြီးမှနေမှာဆိုရင်အဲ့ဒါပြောစရာအဲ့ဒါပဲရှိတယ်လေစူပွန်ပြီးတော့နေမှာဆိုရင်စီယုံရွေးဆိုတာနေမှာဆိုရင်အဲ့ဒါတော့ပြောစရာဘာမှမရှိဘူးအဲ့ဒါပဲအဓိကစီယုံမှုပဲရှိရဲ့တခြားဘာမှမရှိဘူးကျွန်တော်တို့ဖေသားအားလုံးစူပွန်ပြီးတော့နေရှင်တဲ့ဆိုရင်ကျွန်တော်တို့ဘာလို့ရမလဲဘာလို့ရမလဲတကယ်လေဘာလို့ရမလဲအဲ့ဒီကနသိရှင်တယ်ဘာလို့ရမယ်ဆိုရင်အဲ့ဒါစိတ်တရားနဲ့စိတ်မှာအညစ်ချီရှိတာကိုပြေတိုးရမှာအဲ့ဒါပြေတိုးပြီးမောင်နီမောင်ဖြူမောင်ပါမောင်လာအဲ့ဒါမကွေးကြပဲကိုလုံးမနမပဲတမီတဝင်းတဲ့တွဲလာတဲ့လူစုပြီးတော့အဲ့ဒါမဲယူရမှာအခုစင်ကအိကိုကျွန်တော်တို့ဟာဒီမှာဒုက္ခသစကေးမှာပဲနော်ကျွန်တော်တို့မောင်နှမတွေ9ယောက်ထက်မှာကျွန်တော်တို့ဒုက္ခမှာပဲအခုဘာကြောင့်လဲကျွန်တော်တယောက်တည်းဘာဒုက္ခဘဝမှာလာရောက်တာလဲအဲ့ဒီကနသိရှင်တယ်ကျွန်တော်အဲ့လို့ဆိုရင်ကျွန်တော်တို့မောင်နှမတွေအားလုံးမိသားစုထက်မှာဖယ်ထက်မှာစူဖုံးလို့နေရင်ဘယ်လိုနေနိုင်မလဲကျွန်တော်တို့ဘာလို့ရမလဲအဲ့ဒီကနသိရှင်တယ်လို့ပြောတာအဲ့ဒါသိရှင်တယ်စေဥမာမောင်နှမ9ယောက်ရှိ9ယောက်တည်းကနေတယောက်ကအပြင်လောကတွေ့သွားတယ်ဒုက္ခရောက်နေတဲ့အဲ့ဒါတွေကိုလက်ရှိအိမ်ထဲမှာနေတဲ့မောင်နှမလေးရှိအဲ့မောင်နှမလေးကကျွန်တော်တို့ရှိရတယ်တိမ်ထဲမှာလာနေရမှာမိဘတွေကိုပြောရမှာမိဘတွေကိုပြောပြီးတော့ပေါ်ရမှာဒါပဲရှိတကယ်လို့မောင်နှမတွေကမကောင်းဆိုရပြန်အဲ့ဟိုကစိတ်ထုံလာတဲ့ဟာကိုဘယ်တော့မှရှော့မှာမဟုတ်ဘူးအဓိကဘသူစီမှာမောင်နှမတွေမှာပဲမောင်နှမတွေကိုမိဘတွေပြောရင်ငါတို့ကျွန်တော်တို့ဟိုကကိုတွေကပြင်လောကရောက်သွားတယ်ဒုက္ခရောက်နေတဲ့ကျွန်တော်မရှိနိုင်ဘူးအဲ့ဒုက္ခတွေကိုမရှိနိုင်ဘူးကောင်းအောင်အဲ့လိုမျိုးစူးပြီးမှပြောရင်အဖေလေးလက်ခံမှာပဲ
থ্যাংক ইউ সো মাচ তোমারে জি অনারাও যিনিকি আর আদে অডিয়েন্স সকল আছে প্লিজ অনারা ভিডিওর হামাকা শেয়ার করে দিবা এ পর্যন্ত পৌঁছাবান যে পর্যন্ত আমরা দুঃখ পাই আসছি সেই জায়গা পর্যন্ত পৌঁছাবান তে হাজগরি প্রত্যেক কান্দ আছে পুরা কমিউনিটি তো হইতে বা এডিমা সোয়ালকল আছে হইতে বা হই না পারে তারা সো প্লিজ ভাই নকলে ভিডিও হামাকা যে জায়গা মাদার দুঃখ পাই সেই জায়গার মানুষ আছে ফাফানা করে পৌঁছা দিবা তোমার ভিডিও দূর আসসালামু আলাইকুম ওয়া রাহমাতুল্লাহি ওয়া বারাকাতুহু